ကတော့ဒီပေါ့နော် fancy ဆန်ဆန်လေးပေါ့ကြည့်လိုက်ရင်ရုပ်တရက်အဲ့လိုမျိုးကြီးအရင်ဟိုလူငယ်ဆန်တဲ့ပုံစံလေးတွေတော့ပို့ပြီးတော့ကြိုက်ပါတယ်ပြီးတော့နှဆွဲပေါ့နော်နှဆွဲလိုမျိုးလေးတွေကိုပို့ကြိုက်ပါတယ်ဟုတ်အရင်ကြိုက်တာပေါ့ main ကလေးပဲလေနော်ဒါတို့ဒါ main ကလေးမဟုတ်ပါဘူးလူတိုင်းမှာဒါယတနာဆိုတာကတော့ဒါလူတိုင်းမမောကြတယ်ဟိုလိုချင်ကြတဲ့ပစ္စည်းပါပဲဒီတော့စိန်ဆိုရင်တော့အထူးပေါ့နော်ဒါတို့ဆိုတာတကယ်ကိုဟိုသူ့ရဲ့အလှတရားကိုအရန်ကိုမျက်နှာပါတယ်ဟုတ်ကဲ့ပါဒါစိန်နှံတော့အရင်တည်းကဒါအောင်မြင်တဲ့ဆိုင်ဒီဇိုင်းဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုပေါ့နော်ဆက်လက်ပြီးတော့အောင်မြင်ပါစေခုလိုမျိုးပျော်စရာကောင်းတဲ့ခမ်းနားတဲ့ပွဲတွေအများကြီးပြုလုပ်နိုင်ပါစေလို့ဒါစတောင်းပေးပါတယ်ဟုတ်ကြပါတယ်ဒီ BH တွေဆိုလို့ရှိရင်မမီတဲတဲမြင်မြင်ကြိုက်တဲ့လူတွေရောမနော်ဒါလေးကြီးလိုက်တဲ့ခါကျတော့ထဲတယ်လို့ထင်တယ်ပေါ့နော်အဓိကယေဒနာဆိုတာဒီ main လေးတွေတော့ယောက်ျားလေးတွေတော့တင့်တယ်တယ်ပေါ့နော်ဟိုဝင်းနိုင်တော့အကောင်းဆုံးပေါ့နော်တက်နိုင်တာတော့မတက်နိုင်လဲဟိုပပမင်လေးဘာပြောမမီတို့ဟိုအစင်တိတ်မပြေတဲ့လူဆိုလို့ရှိရင်တော့ fancy လေးဝတ်ပြီးတော့အဲ့လိုဝတ်ရတာကိုသဘောကျတယ်ပေါ့ဟုတ်စိန်နှန်းတော့ပေါ့နော်အများပေါ်မှာလည်းအကျိုးပြုရယ် memory solution လည်း academy ကြားလို့ရှိရင် sponsor ပေးရယ်ပေါ့နော်အဆက်အရာရာအဆင်ပြေပါစေဒီထက်ပိုပြီးတော့အောင်မြင်ပါစေလို့မမီဆုတောင်းပေးပါရယ်ဟုတ်စိန်နှန်းတော့ဆိုင်ရပေါ့နော်အခုလက်ရှိမှလည်းမပြောပြတတ်လောက်အောင်ကိုအရန်အောင်မြင်နေတာဆိုတော့လေနောက်နှစ်ပေါင်းများစွာအထီကိုပေါ့ဒီထက်မကတော့အောင်မြင်မှုတွေအများကြီးနဲ့အောင်မြင်ပါစေလို့ဟုတ်ဆုတောင်းပေးပါရယ်ဟုတ်ပါပါတယ်လေဝိရတနာကြိုက်တဲ့အထက်မှာပါပါတယ်ဟုတ်လေဝိရတနာနဲ့အမှတ်တရဆိုရင်တော့ကျူလေးကမကြသေးခင်ရဆိုကျူလေးရဲ့ပေါ့နော်ကျူလေးကိုချစ်တဲ့ကျူလေးပန်လေးရကျူလေးကိုစိန်နှန်းတော်ကနေပြီးတော့ကျိုးလေးနဲ့ locket လေးတစ်ခုပေါ့နော်ချစ်စရာကောင်းတဲ့အဲ့လိုကျူလေးကြိုက်တဲ့တေးမြင်လေးအဲ့လိုလေးအားလေးတစ်ခုလက်ဆောင်ပေးရဲနောက်တစ်ခါမမေရဲ့အမွေဆိုပြီးတော့လည်းပေါ့ယတနာလေးတစ်ခုကိုကျူလေးအမွေအနေနဲ့အမှတ်တရပေါ့လက်စွပ်လေးတစ်ခုလုပ်ဖြစ်တယ်အဲ့ဒါဘဝမှာအမှတ်တရပေါ့ဟုတ်Tiara Diamonds Collection ပေါ့နော်တကယ်ကိုအရင်ခင်မိပြီးတော့အရင်လှပတဲ့ design တွေထွက်လာတဲ့အတွက်လည်းတကယ်ကို congratulation ပါလို့ရောင်းအားတွေလည်းအများကြီးတိုးတက်ပါစေတကယ်ကိုအရင်လှတဲ့ design လေးပေါ့နော်စိန်နှန်းတော်ဆိုင်မှာလည်းလာရောက်ကြည့်ရှုပြီးတော့အားပေးကြပါလို့ဟန်ဒီကိုရိုင်းကစိန်ရမ်းကြိုက်တဲ့သူတွေမှာပါတယ်ဟန်ဒီအဲ့လိုမျိုးစိန်နေဆွပြတဲ့ကိုရိုင်းလည်းစိန်ဝတ်ကလည်းသဘောကျတယ်ပေါ့နော်အဲ့လိုမျိုးစိန်ဆိုရင် view ရှင်းလေး design လေးတော့အများဆုံးပို့ပြီးတော့ဝတ်လဲဝတ်ဖြစ်တဲ့ကြိုက်တယ်ဟုတ်စိန်နဲ့ပတ်သက်ပြီးအမှတ်တရလေးဆိုအဲ့လိုမျိုးမမေကအဲ့လိုမျိုးမွေးနေ့မှာဆိုရင်တော့အဲ့လိုမျိုးစိန်နဲ့ကလေးပေါ့နော်အဲ့လိုမျိုးလေးရောဝယ်ပေးဖြစ်တယ်ပြီးတော့စိန်နဲ့ပတ်သက်ပြီးအမှတ်တရအဲ့လိုမျိုးရောမရှိဘူးဒါပေမဲ့ကိုပဲအဲ့လိုမျိုးဝယ်စုပြတာများတယ်ပေါ့နော်ကျွန်တော်အဲ့လိုတိတ်မကြိုက်ဘူး accessory ဘိုင်းအဲ့လိုစိန် accessory ဘိုင်းတွေတိတ်မကြောက်စိုက်ပြီးဆိုလဲ lesson လို့ bracelet ဆိုပဲကြိုက်တယ်အဲ့လိုတော့မရမရှိဘူးအမေငယ်တော့ပထမဆုံးစပေးမှုကအဲ့တခုပါပဲရှိပါတယ်Maros နဲ့ကျွန်တော်ခင်တယ်လေခင်တော့ဒီဘက်ကိုလာပြီးကျွန်တော်ကိုယ်တိုင်အားပေးပြရပါဟုတ်ကဲ့စိန်နှန်းတော်ကြီးဒီတက်မကအများကြီးအောင်ပေးပါစေလို့ပြီးတော့နှစ်တိုင်းလဲဝင်ငွေလက်တွေအများကြီးကောင်းပါစေရပါစေလို့ပြောဆုတောင်းပေးချင်ပါတယ်ဗျဟုတ်ကဲ့အမနာမည်မအေးပါအမစိန်နှန်းတော် Diamonds and Fine Jewelry ရဲ့ marketing director ပါဒီနေ့ကတော့အမတို့ဒီစိန်နှန်းတော် Diamonds and Fine Jewelry ကပါတော့ဒီ2019ဟိုမှာအသက်ထက်မဲ့မိတ်ဆက်လိုက်တဲ့ high end jewelry line ဖြစ်တဲ့ Tiara Diamonds Collection ရဲ့စတင်မိတ်ဆက်တဲ့ပွဲလေးဖြစ်ပါတယ်ဒီနေ့ကတော့အမားတို့ရဲ့ဒီအထူးအမြဲတမ်းဝယ်နေကြ customer ဖောက်တဲ့ကြီးတွေရဲ့friends family တွေရဲ့ပေါ့နော်အမားတို့design သစ်တွေပေါ့နော်ဒီ Tiara Diamonds Collection design သစ်အားလုံးကိုအမားစိတ်နဲ့အားလုံးကိုspecial discount 15%နဲ့စတင်မိတ်ဆက်ပြီးတော့ရောင်းချပေးမှာဖြစ်ပါတယ်ဒီ collection ကပေါ့နော်အမားတို့စိန် quality ပေါ့နော်အဓိကစိန် quality ကပို့ပြီးတော့ပိုမြင့်မယ်ပြီးလို့ရှိရင်အမတို့လက်ရဒီဇိုင်းတွေကပေါ့နော်ဒီဗမာပြည်မှာလောက်တာလုံးဝမဟုတ်ဘူးနိုင်ငံခြား setting ဟောင်ကောင် setting ဖြစ်တဲ့အတွက်ကြောင့်ဒီဇိုင်းတွေကလည်းပို့ပြီးတော့ကြွတယ်ပို့ပြီးအနူးစိတ်တယ်ပို့ပြီးတော့တည်တက်တယ်ပေါ့နော်နောက်တစ်ခုကကြာအမတို့ဒီမှာကြာခိုင်းဆိုစိန်ကိုအမတို့ရွှေနဲ့ခတ်တယ်ပေါ့နော်အခုကလုံးဝ white ကို 18K white ကိုနဲ့ပဲခတ်တဲ့ဒီဇိုင်းလေးဆိုတော့ဟိုluxury bag ပို့သွားပါပေါ့နော်နည်းနည်း high end bag ပို့သွားထားပါတယ်ဟုတ်
ဒီညီမတို့စိန်နဲ့တော့စိန်ရွှေနာဆိုင်ရပါတော့မြမရဲ့နာလောကမှာရက်တီလာနှစ်ပေါင်း20ကျော်ပါပြီအခုဆိုလို့ရှိရင်ဆိုင်ခွဲအများဆုံးပေါ့နော်စိန်ဆိုင် brand တစ်ခုအနေနဲ့ market ကိုဦးဆောင်ထားပါတယ်အဲ့တော့ကြောင့်အမားတို့အနေနဲ့design ပိုင်းရော quality ပိုင်းရောနောက်ပြီး price ပေါ့နော်ဈေးနှုန်းလဲတင့်မှန်ကန်တဲ့ဈေးနှုန်းတွေနဲ့ပဲရောင်းချပေးပေါ့နော်အဲ့တော့ကြောင့် customer တွေအတွက်ပို့ပြီးတော့ပေါ့နော်စမ်းသစ်လှပတဲ့ design တွေကိုတည်ထွင်ထားပါဟုတ်